အားလုံးပဲမင်္ဂလာပါ SH channel နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့အိမ်လေးကတော့3800ဝန်းကျင်မှာရွေးချယ်ဖို့အသင့်တော်ဆုံးဖြစ်တဲ့အိမ်လေးတစ်လုံးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ပထမအဆုံးအနေနဲ့ဒီအိမ်လေးရဲ့တီးနေရအောင်အရင်ပြောပြပါမယ်ဒီအိမ်လေးကကျွန်တော်တို့ရွှေပြည်သာမြို့နယ်အမှတ်9ရပ်ကွက်မှာတည်ရှိပါတယ်ကျွန်တော်တို့အမှတ်9ရပ်ကွက်ဆိုတာကတော့ကျွန်တော်တို့ထန်း6ပင်နဲ့ဆိုရင်တော့တရက်ကွက်တော့ချားမှာပေါ့ဂျားထဲမှာထန်း6ပင်လမ်းဆိုတာ9ရပ်ကွက်နောက်ပြီးဂျားထဲမှာ6ရပ်ကွက်ရွှေညာမောင်မတ်တိုင်ပေါ့6ကွက်ရှိမယ်နောက်တမတ်တိုင်ပေါ့ကျွန်တော်တို့ဒီရွှေပြည်သာစေးရုံရှိတဲ့မတ်တိုင်ပေါ့တော်ဝင်လမ်းထိပ်ပေါ့တော်ဝင်လမ်းထိပ်နဲ့ဆိုရင်တော့အကွာဝေးကလမ်းလျှောက်မယ်ဆိုရင်တော့3မိနစ်ဝန်းကျင်ပဲရှောက်မယ်ဒီနေရာမှာရှိပါတယ်ဒီအိမ်လေးကဆိုရင်တော့ကျွန်တော်တို့မြေခွက်ပေအကျယ်60ထဲမှာပေါ့မျက်နှာစာကျွန်တော်တို့မျက်နှာစာ18ပေရှိမယ်အနောက်ကို42ပေရှိမယ်ပေါ့နော်ဒီအိမ်လေးရဲ့ကြမ်းခင်းကိုတော့ကိုရီးယားပါကီခင်းထားပေးတယ်ကျွန်တော်တို့ဒီအိမ်လေးရဲ့ဖွဲ့စည်းပုံမှာဆိုရင်ကျွန်တော်ဖျားခန်းပါမယ် living room ပါမယ် single bedroom တစ်ခန်းပါမယ် master bedroom တစ်ခန်းပါမယ် kitchen ပါမယ်ပေါ့နော်နောက်ပြီး kitchen ထဲမှာလည်း common toilet တစ်လုံးထပ်ထည့်ပေးထားတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပုံမှန်မိသားစုတစုအတွက်ဆိုရင်တော့ကျွန်တော်ကြဲဝန်းဝန်းနေလို့ရတဲ့အိမ်လေးပါဒီအိမ်လေးကိုဝယ်ယူရင်ဒီဝယ်ယူတဲ့လူကြီးမင်းတို့အနေနဲ့ဘာအကျိုးကျေးဇူးတွေရနိုင်လဲဆိုတော့ပေါ့နော်ဒီအိမ်လေးရဲ့အပတ်ဝန်းကျင်မှာကျွန်တော်ဈေးတွေရှိတယ်ဈေးဆိုလဲကျွန်တော်နဝရက်ဈေးရှိရပေါ့နော်နဝရက်ဈေးရှိရရွှေညောင်မောင်ဈေးရှိရနဝရက်ဈေးသွားမယ်ဆိုလဲလမ်းလျှောက်ပြီးသွားမယ်ဆိုလဲ9မိနစ်လောက်ပဲကြာမယ်ရွှေညောင်မောင်ဈေးသွားမယ်ဆိုရင်တော့3မိနစ်ဝန်းကျင်လောက်ပဲကြာမယ်ပေါ့ကျွန်တော်ဘတ်စကာမတ်တိုင်းနဲ့ဆိုလဲအကွာဝေးက3မိနစ်ကနေပြီးတော့9မိနစ်အတွင်းလောက်ပဲရှိမယ်နောက်ပြီးသူကကျွန်တော်တို့အဝင်ထွက်နီးတာကကျွန်တော်တို့အမှတ်4လမ်းနဲ့ကျွန်တော်တို့ရွှေပြည်သာဘရင်အောင်လမ်းမကြီးကိုဆက်ထားတဲ့တော်ဝင်လမ်းနဲ့အဝင်ထွက်နေတယ်အဲ့တော့ဒီအိမ်လေးကိုဝယ်ယူမဲ့လူကြီးမင်းတို့အနေနဲ့ကျွန်တော်တို့အမှတ်၄လမ်းကိုပဲထွက်မလားအမှတ်၄လမ်းဆိုတော့ကျွန်တော်တို့ဒီမော်ဘီသွားရလမ်းပေါ့နော်မော်ဘီသွားရလမ်းကျွန်တော်တို့နောက်ပြီးရင်ဒီရန်ကုန်မြို့ထဲကိုပြန်သွားရမယ်လမ်းပေါ့နော်အဲ့ကိုပဲသွားမလားဒါမှမဟုတ်ရင်လည်းကျွန်တော်တို့ဒီရွှေပြည်သာမြို့နယ်ထဲမှာလူအစီကားတဲ့နေရာဖြစ်တဲ့ကျွန်တော်တို့ထန်းလျှောက်ပင်လမ်းစုံပဲသွားမလားကျွန်တော်ကြိုက်တဲ့လမ်းကနေသွားပေါ့နော်ဒီကောင်းသွားလို့ရတဲ့နေရာလေးမှာတည်ရှိပါတယ်လမ်းအနေထားတွေပြောရရင်တော့အကုန်လုံးကတော့ကုန်ခဲ့ရမ်းမယ်တော်တော်များများဝယ်ရလူကြီးမင်းတို့တော်တော်များများစိတ်ပူကြတာတော့ဒါရေမြုပ်လာပေါ့နော်ရေမြုပ်တဲ့ကိစ္စပေါ့နော်လမ်းတော်တော်များများကကျွန်တော်တို့ဒီကွန်ကရစ်လမ်းတွေဖြစ်တဲ့အတွက်ကျွန်တော်တို့ရေမြုပ်မှလည်းမပူရဘူးကျွန်တော်တို့ဒီအိမ်လေးကလမ်းလေပဲထက်ကိုကျွန်တော်တို့တပေခွဲလောက်မြင့်ထားတဲ့အတွက်လူကြီးမင်းတို့ဒီမိုးအရန်ရွာရာသီဥတုအရန်ဆိုးတဲ့အချိန်ကျရင်လည်းဒါလူကြီးမင်းတို့အိမ်ကိုရေဝင်ဖို့စိတ်ပူတာမျိုးတွေမရှိတော့ဘူးပေါ့နော်ဒီအိမ်လေးရဲ့ပိုင်ဆိုင်မှုအထောက်အထားကတော့ပါမစ်မြေပါကျွန်တော်တို့ဒီပါမစ်2060ပါမစ်ပေါ့အဲ့တော့ပိုင်ဆိုင်မှုခိုင်မာပါတယ်လူကြီးမင်းတို့အနေနဲ့ဝယ်ယူမယ်ဆိုလဲဒါတေချာစစ်ဆေးပြီးတော့ဝယ်ယူဖို့ကျွန်တော်အကြံပြုချင်ပါတယ်ပါမစ်မြေနဲ့ပတ်သက်ပြီးတော့ဘယ်လိုဝယ်ယူမလဲဆိုတဲ့ process လေးတွေကိုကျွန်တော်နောက်ဗီဒီယိုလေးမှာရှင်းပြပေးဖို့ရှိပါတယ်။အိမ်လေးကိုရောင်းချပေးမဲ့ဈေးနှုန်းကတော့3850ခေါ်ထားပါတယ်။ညှိနှိုင်းဈေးနဲ့ရောင်းချပေးမှာဖြစ်ပါတယ်။
အဲ့တော့လူကြီးမင်းတို့အနေနဲ့အခုလိုဒီအချိန်ခါမှာတော့ဒါရွေးချယ်ဖို့အသင့်တော်ဆုံးအိမ်လေးတစ်လုံးဆိုတာကျွန်တော်ပြောပြချင်ပါတယ်နောက်ရက်ဒီမှာလည်းကျွန်တော် channel လေးရိုက်တစင်ဝယ်ယူဖို့သင့်တဲ့ဈေးနှုန်းလဲတက်တာတဲ့ quality လဲကောင်းတဲ့အိမ်လေးတွေကိုမိတ်ဆက်သွားဖို့ရှိပါတယ်အဲ့တော့ကျွန်တော်ဒီ channel လေးကို like and follow လုပ်ထားပေးဖို့မမေ့ပါနဲ့ဦးเนาะဗီဒီယိုလေးကိုကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော် SA channel ကမင်းခံပါ